မာကြီးတွေယူကြအောင်မလားနည်းနည်းယူမလားများများယူမလားတဲ့လောဘကြီးတဲ့ပုဂ္ဂိုလ်တွေကိုလက်ဆောင်ကဘာလဲလို့ဆိုတော့တောဝကြောင့်ထဲမှာတရားအထုတ်နေတဲ့ယဟန်ယောဂီတစ်ပါးအဲ့ဒီယဟန်ယောဂီကတောဝကြောင့်ထဲမှာတရားအထုတ်နေတော်လေးနှစ်ပေါင်းများလာပြီတဲ့များလာတော့ကျောင်းရှိမှတစ်ပင်ကြီးမှာစောင့်နေတဲ့ရုပ်ကစိုးနာမင်းကြီးအဲ့ဒီရုပ်ကစိုးနာမင်းကြီးကအိမ်မက်ထဲမှာဆင်းပြီးတော့ပြောတယ်အရှင်ဘုရားအရှင်ဘုရားတရားအထုတ်နေတာလဲကြာလာပြီကျောင်းလေးကလည်းစုပ်လိုက်တာအဲ့ဒါကြောင့်ကျောင်းကောင်းကောင်းနဲ့နေရအောင်ကျောင်းများများနဲ့နေရအောင်အရှင်ဘုရားတန်ဖို့တွေများများရွတ်ပါတဲ့အာရောရမလဲပိယတာအဲ့လိုတန်ဖို့တွေရွတ်ပါဆိုတော့အဲ့တော့ဟိုကလည်းပဲအိမ်မက်ထဲမှာပြန်ပြန်ငါလည်းပဲတန်ဖို့တွေအများကြီးရွတ်ထားပါပဲလို့ဆိုတော့အရှင်ဘုရားရွတ်တဲ့တန်ဖို့တွေကတောင်ကျွန်းတန်ဖို့တွေတစ်မျိုးပဲရှိသေးတယ်တဲ့ကဲတောပိယတာတို့ဘုန်းကြီးတို့အခုရနေတဲ့တန်ဖို့တွေကဘယ်နှမျိုးလဲတစ်မျိုးပဲဒါဘာတန်ဖို့တွေလဲဟုတ်တယ်ဘုန်းကြီးတို့ရတာတောင်ကျွန်းတန်ဖို့တွေတစ်မျိုးပဲရှိတယ်အဲတောင်ကျွန်းတန်ဖို့တွေကိုပဲတချို့ပုဂ္ဂိုလ်များပြီးပြီးမရသေးဘူးတချို့တန်ဖို့တွေမှာကိုပဲဂါထာနှစ်ကြောင်းတော့လွတ်နေတာရှိသေးတယ်တန်ဖို့တွေအမျိုးမျိုးအကြောင်းအဲ့တော့အရှင်ဘုရားရွတ်တာကတောင်ကျွန်းတန်ဖို့တွေတစ်မျိုးပဲရှိသေးတယ်တဲ့အရှေ့ကျွန်းတန်ဖို့တွေမြောက်ကျွန်းတန်ဖို့တွေအနောက်ကျွန်းတန်ဖို့တွေအောင်တန်ဖို့တွေဆိုတဲ့တန်ဖို့တွေ၄မျိုးအဲ့ဒီတန်ဖို့တွေ၄မျိုးကိုတပည့်တော်တို့နတ်တွေကဖွဲ့ထားတာတဲ့ဒိဋ္ဌဘသူကဖွဲ့ထားတော့နတ်တွေကဖွဲ့ထားတယ်ဆိုတဲ့ဒီတန်ဖို့တွေဟာတန်ဖို့သေးလို့လားကြီးလို့လားဩနတ်ဖွဲ့တဲ့တန်ဖို့တွေဒုပိဋကကြားရတော့မယ်ဆိုတော့ဟိုမမျော်လင့်မဲ့ကဏန်းလေး၃လုံးကိုရထားတဲ့ပုဂ္ဂိုလ်များလို့ပေါ့ဒုပိဋကကမမျော်လင့်မဲ့ကဏန်းလေး၃လုံးမရချင်ဘူးလားဩရချင်တေချာမှတ်တာရတော့မယ်လို့စိတ်ထဲမှာအောင်မေ့အခုလည်းပဲအဲ့လိုပဲနတ်တွေဖွဲ့ထားတဲ့ဂါထာလေးမျိုးကိုရတော့မယ်လို့ဆိုတော့ပိဋကတို့ကဝမ်းသာကြမကောင်းဘူးလားကောင်းတာပေါ့ဘုန်းကြီးအဲ့ဒီပခုတ်ကူမျိုးမှာတဘိုးရဲလာဇန်3ရက်နေ့ကစပြီးတော့တရားဟောတော့အဲ့ဒီတန်ဖို့တွေအကြောင်းထည့်ပြီးတော့ဟောတာကိုဟောတော့မြို့ဘဝလူတွေဆိုတော့မျက်စိကြီးနားကြီးပုဂ္ဂိုလ်တွေဆိုတော့အမလေးတရားပွဲလဲပြီးလဲပြီးတော့လာလိုက်ကြတာဒကာတွေရောဒကမတွေရောစာအုပ်ကလေးတွေနဲ့ပေါ်ပြီးနေအရှင်ဘုရားတန်ဖို့တွေရိပ်ပေးသမှာရှင်ဘုရားတန်ဖို့တွေရိပ်ပေးသမှာတဲလဲတဲ့လူတွေပါလားဟိဒီတန်ဖို့တွေငါဒီပုဂ္ဂိုလ်တွေငါအကုန်ရိပ်ပြန်တော့ခဏညအိတ်တော်အိတ်ရမှာမဟုတ်တော့ဘူးအဲ့ဒါနဲ့ဒကာတယောက်ကလာတယ်အရှင်ဘုရားတဲ့လက်ဖင်ကတရားပွဲမှာတပည့်တော်မှီအောင်တန်ဖို့တွေအကုန်လုံးရိုက်မယ်အဲ့ဒီတန်ဖို့တွေကိုတပည့်တော်ပေးပါဟာဝမ်းသာလိုက်တာဒကာကြီးဆိုတန်ဖို့တွေကိုသူကအရွယ်ပေါင်း1000ဝေ1000ပေးပြီးတော့အမြန်ဆုံးရခိုင်းပြီးတော့မှနောက်တနေ့ဝေးပြီးတော့မှဘုန်းကြီးလည်းပဲအဲ့ဒီမှာ450လောက်တောင်းလာပြီးတော့နယ်လက်ဟောလိုက်တာဟိုအတောင်းတရားတောင်းနဲ့ကုန်ပါလေအဲ့တော့အဲ့ဒီတန်ဖို့တွေကိုနာမင်းကြီးကလာပြီးတော့အိမ်မက်ထဲမှာ9ရက်10ရက်လောက်လာပြီးတော့သင်ပေးရတယ်ဟိုကလည်းပဲအဲ့ဒါကြာနာသင်မှမျိုးတော့ရသွားတာကိုရသွားတော့အဲ့ဒီရဟန်းတော်ကတန်ဖို့တွေရွတ်လိုက်ဖောင်းနဲ့ပိန်နဲ့မှတ်လိုက်တန်ဖို့တွေရွတ်လိုက်ကြွတယ်လမ်းနဲ့ချတယ်မှတ်လိုက်တရားမှတ်လိုက်တန်ဖို့တွေရွတ်လိုက်ရွတ်ပါများတော့ဘာတရားမှဟောတရားမလိုပဲနဲ့သူ့မှာကျောင်းတိုက်ထဲမှာတောအကျောင်းထဲမှာဆောက်ဖို့နေရတော့မရှိတော့ဘူးတဲ့ကျောင်းနေအပြည့်တိုက်တွေတဖွေးတဲ့စွမ်းလူမဲ့လူတွေကလည်းပဲပေါ့သင်္ကန်းလူမဲ့လူတွေကလည်းပဲဟိုတာမညဆရာတို့လိုဖြစ်သွားတာပေါ့တို့ပိဋကဘာတွေရွတ်လို့ပါလဲပိဋကကိုရွတ်ကြအောင်မလားဟုတ်ပြီသူချမ်းသာကြတာကိုအဲ့ဒါလိုဆိုတိုက်တလုံးရှိတဲ့ပုဂ္ဂိုလ်တိုင်5လုံးဖြစ်မယ်ရွှေတပိဋကရှိတဲ့ပုဂ္ဂိုလ်ရွှေတွေ10ပိဋကလောက်ဖြစ်မယ်ကာရီရှိတဲ့ပုဂ္ဂိုလ်10သီးလောက်ဖြစ်မယ်တို့ပိဋကနည်းနည်းချမ်းသာကြလားများများချမ်းသာကြလားတော်သားပဲအဲ့ဒါကြောင့်အဲ့ဒီတန်ဖို့တွေ5မျိုးဒါလေးကိုတို့ပိဋကပြီးပြင်းဆိုမယ်တကယ်လိုချင်တဲ့ပုဂ္ဂိုလ်လည်းပဲဘုန်းကြီးမှလာပြီးတော့ကိုယ်ဟာနဲ့ကိုယ်လေးနဲ့ကိုရေးစာရွက်တော့ပေးကြမရှိပါဘူးအနေနဲ့ရမှာကလောမှာတော့စာရွက်ပေါင်း1000ကျော်ရိုက်ကုန်တာပဲဟိုအတောင်းတရားတောင်းဘယ်မှာရိုက်ကုန်တယ်အဲ့ဒီတန်ဖို့တွေကလူကြိုက်များတယ်များမှာပေါ့သူတို့ကနိဗ္ဗာန်ရောက်ကြောင်းကမပါဘူးဘဝချမ်းသာရေးပဲကိုလောကလူသားတွေကလည်းပဲနိဗ္ဗာန်ရောက်ကြောင်းနဲ့ဘဝချမ်းသာရေးဘာကိုအာတန်ညပါလေပိဋကမာနပြောသစ္စာတို့ပိဋကကိုဘာကိုအာတန်ညတော့ဟုတ်သားပဲချမ်းသာအောင်မယ်ကဲတို့ပိဋကအရှိကျွန်းတန်ဖို့တွေကိုဆိုကြည့်ကြရအောင်တဲ့မြတ်စွာဘုရားကိုတန်ဖို့တွေနဲ့ပူဇော်ကြမယ်မျက်စိကလေးမှိတ်လက်ဥကလေးချီတဲ့တန်ဖို့တွေ5မျိုးသေးသေးချာချာပူဇော်ကြရအောင်တဲ့အရှိကျွန်းတန်ဖို့တွေ
အခုအချိန်မှာအလွတ်သေးချာဆိုမယ်နောက်လူချင်းတဲ့ပုဂ္ဂိုလ်ကတန်ဖိုးတွေကိုကိုယ်ဟာနဲ့ကိုကူးပြီးတော့ယူတအိမ်လုံးတစ်ဆွေလုံးတစ်မျိုးလုံးချမ်းသာအောင်တဲ့အရှိကျွန်းတန်ဖိုးတွေသေးသေးချာချာဆိုကြည့်မယ်တန်ဖိုးတွေအထာဝီသင်္စာသဗ္ဗတေဇံသဗ္ဗကုဏံသဗ္ဗဒုက္ခံလဘတုမေသာရဝီသာရာသရိသသာယံပင်စဗုဒ္ဓမဟာတေဇံသဗ္ဗညုတညာနာဝရံသဗ္ဗတတရုသဗ္ဗဗယံဝိနာတံတုအတေတတောမြောက်ကျွန်းတန်ဗုဒ္ဓကိုဆက်ပြီးတော့ပူဇော်ကြရအောင်တန်ဗုဒ္ဓေပထာဝီသင်္စာပင်စတတ္တသဟတာနိဒွါဒသင်္စာသဟတကေကိင်္ဂာယံဝါလူကာသုံးနေပရာဇိတဝါမဟာဖုံလေနမာမိသီရသမဟံတေတံဓမ္မေသသံဃင်္စအာဒရေနနမမဟံနမေကာရာနုဘာဝေနသိတဝါသဗ္ဗေဥပဒဝေအနေကအန္တရာယပိဝိနာတံတုအတေတတောအနောက်ကျွန်းတန်ဗုဒ္ဓဆက်ပြီးတော့ပူဇော်ကြရအောင်တန်ဗုဒ္ဓေအထာဝီသင်္စာဒွါဝီသင်္စာဣမေဗုဒ္ဓဧကတိန္တသဗ္ဗေဗုဒ္ဓတွတိန္တသမဟာဗုဒ္ဓပင်စဝိတာဗုဒ္ဓနိတိတိတိန္တဗုဒ္ဓဘာဝနာဧတေနဗုဒ္ဓဂုဏေနတေတံဓမ္မေသသံဃေသအာဒရေနနမမဟံနမေကာရာနုဘာဝေနသိတဝါသဗ္ဗေဥပဒဝေအနေကအန္တရာယပိဝိနာတံတုအတေတတောနောက်ပိဆိုအောင်တန်ဗုဒ္ဓေတဲ့ဘာလို့အောင်မြင်တဲ့စီးပွားရေးကြီးပွားရေးပညာရေးနိုင်ငံရေးဘာပဲလို့အောင်မြင်တဲ့အောင်တန်ဗုဒ္ဓေတံဗုဒ္ဓေအထာဝီတတိမမကိစ္စတိပုရတောပင်စဗုဒ္ဓမဟာတေဇောမမတိတေနိသေတတိဒိဗ္ဗတိတံမာရခန္တု
မေဇယမင်္ဂလံဧကံသဗ္ဗေပိမေနမတ္တာမိကုနေအပတ္တိပုဂ္ဂလေအရိယာနိသသဗ္ဗတံသာဝကနိသသဗ္ဗတောအဲ့ဒါနတ်တွေဖွဲ့ထားတဲ့တန်ဖိုးတွေ၄မျိုးပါတို့ယောဂီပုဂ္ဂိုလ်များရနေကြဖြစ်တဲ့တန်ဖိုးတွေရှေ့ကတိုင်ပေးနေအချိန်တွေကြာလို့ကိုဟာကိုပဲအလွတ်ဆိုကြရအောင်မှန်ရလားပိဋကကဲရိုးရိုးတန်ဖိုးတွေဆိုကြအောင်ဆိုလိုက်သံဗုဒ္ဓေတာဝိသစ္စာဒွါဒသစ္စာသဟတကေပိသတတ္တသာတာနိနမာမိဣရာသမဟံအပကာဝါလူကာကိကအနန္တာနေဗုဒ္ဓသီလာတေသံဓမ္မေသသံဃေသအာတရေနနာမမဟံနာမေကာရာနုဘာဝေနာဖိတ္တဝါသဗ္ဗေဥပါဒဝေနေကအန္တရာယာပိဝိနာသံတုအာဒေတတောအာဒေတတောလို့ဆိုရတယ်တချို့ကအဒေတတောလို့ဖြစ်နေအာဒေတတောအကျွင်းမဲ့ဝါအကုန်လုံးဒါကိုဆိုလိုတယ်